မူလေဤဖျားကိုရောက်နေပါတယ် လေဖျားရောက်နေပါတယ် အမမူလေဖျားရောက်နေပါတယ်ဆိုပြီးအမေပြတာမယ်ကဲဟိုမှာဘောအမေကြောက်စရာကြီးတဲ့အမလီတဲ့သူ အေးစိတ် ဟုတ်တယ်အေးစိတ်နဲ့မှတနခါးတွေလည်းလူရတယ်ပေါ့နော်သူပြောပြနေတာဒါကတော့မူလေးဖျားကိုကားနဲ့တက်ပါပြီလို့ကဲဒါကားနဲ့တက်ပါတယ်အမပြီးမှကြောက်ခဲတွေနဲ့ဟိုမှာကြောက်စရာကြီးအဲ့ဒါလမ်းဘေးမှာအဲ့ဒါ6ကြီးပေါ့ပြောရင်တော့လမ်းဘေးမှာ6ကြီးတက်ရတော်တော်တက်ရတာကားတော်ဖြက်လန်းသွားတော့ပူဆိုးတယ်အမတော်ကြောက်စရာကောင်းတယ်ဘေးမှာ6ကြီးနဲ့ကားမောင်းကျွမ်းလို့ပဲပြောရမယ်ပေါ့နော်အမသွားပါပြီတဲ့မှာလမ်းကြမ်းနဲ့တက်ပါတယ်လုံမှုလည်းဤဖျားမှာအကွေးကောက်တွေနဲ့အမလမ်းမှာအကွေးကောက်တွေနဲ့ဒါကတော့ရေချိုးရမယ့်နေရာရောက်ပြီပေါ့နော်ရေချိုးရမယ့်နေရေချိုးခိုင်းတယ်သူတို့သားဖာမှာကားကိုနောက်ဆုတ်နေပါတယ်ကဲဒါတော့ဖျားဖြူလေးပေါ့အဲ့ဒီရေချိုးတဲ့နေရာဖျားဖြူလေးကဲ ဝစ်ချင်တယ်လေ မဟုတ်လို့ခဏထိုင်နာနေပါတယ်ဆိုမှအမကွာအင်ဂျီလေးဝဲစင်တူဝင့်မယ်ပေါ့နော်အဲ့ဒါနဲ့ဝယ်မလားပေါ့ဆိုအဲ့နဲ့ပစိုးလေးတစ်ထည်သူဝဲခြင်းနဲ့ဆိုတာနဲ့ဝဲလို့ဒါကတော့ကျမကိုစင်ပေါင်းမိတွေဝဲတဲ့ဒါမျိုးတွေဝဲဆိုပြီးသူကပြောတော့ကျမလည်းထဲပြီးတစ်ထည်ကြည့်တယ်ပေါ့ဒါဆိုအေးတယ်ပေါ့ဒါလေးကတော့မူလေဤဖျားဒီမှာလေးနဲ့ပေါ့မူလေဤစံတော်ရှင်ဖျားမတရားဆိုကဲအေးစိတ်ရေးကြတကယ်အေးစိတ်နော်ဒီလေးကကိုင်းကြည့်ပြီးအိုးစိတ်ကနေဖြစ်တာပဲတကယ်လို့အမေမသားပါနဲ့အမအော်ဟစ်နေပြီရေချိုးထွက်ပြေးတယ်ဒါအေးစိတ်နာနော်သူဖျားလိုက်ပဲဒါကိုရေချိုးပြီးနေတာလည်းကြောတွေကော့နေတော့ကဲဒါကတော့ရေမိုးချိုးပြီးတော့နောက်ထပ်တစ်ခါကားစီးရသေးတယ်အဲ့ဒါမပါလိုက်တာပေါ့နော်အဲ့ဒါကားစီးပြီးတော့မှအဲ့ဒီခုံကြီးပေါ်လှမ်းတက်ရမှာတက်လာတယ်တဖြည်းဖြည်းတက်တယ်မှာဗီဒီယိုတွေရိုက်ကြတယ်ဓာတ်ပုံတွေရိုက်ကြတယ်ပေါ့မင်းသားဒီကတော့ကျမတို့တွေအဲ့ဒီခုံးပေါ်ရင်အောက်ဖက်ကိုပြန်ရိုက်ထားတာပေါ့နော်အဲ့အောက်ဖက်မှာမရိုက်လဲအမိဘူးဖျားတွေဒီဘက်မှာအောက်တွေမှာလည်းရှိတယ်ခုံးပေါ်လှမ်းရိုက်တာကဲတက်ပါပြီသားဖားနေအောင်အရင်ဆုံးတက်သွားပြီကဲကျမလည်းမောနဲ့ဟောဟဲဆိုင်ပြီးတော့လိုက်ပါပြီဟောဟဲနဲ့တကယ်ကိုမောတာပါလို့ကဲအပေါ်မှာတော့အလှပါတယ်ကဲတိမ်ပင်လဲလို့ပါပဲလို့ဒါတောင်မှကျမတို့တွေညနေပိုင်းရောက်တည်းရောက်2 နာရီ 3 နာရီလောက်သွားတာတောင်မှတိမ်ပင်လဲလို့ဖြစ်နေကဲဒါကတော့ဟိုးကတော့အမျိုးသားတွေတက်တဲ့နေရာဒီဖျားပြူလေးကတော့ main ကလေးတွေပေါ့နော်ကဲဒီမှာကတော့ပြူသမျှကုသိုလ်တွေကိုအမြတမ်းဝေးလို့ရတဲ့နေရာလေးပေါ့ကဲကျမလေးတောင်းဆိုပြီးတော့တာရုဆိုအမြပေးဝေခဲ့တယ်ပေါ့နော်ဒုတ်ကိုရှေ့ကြိုက်လို့ကဲဒီမှာဦးလေးရတော့ထိုင်းပြီးတော့ဖျားရှင်ခိုးပဲတဲ့အုတ်ထုပ်လေးလည်းတေးသေးချာချွတ်တယ်ကဲကျုံနေတိုင်းရောဥချနေလေဘာစုတွေတောင်းနေလို့ကျမလည်းမသိဘူးပေါ့ကျမပြီးရိုက်နေမှန်းဒီလိုပြုံးပြရတယ်ကဲဒါတော့ကျမအလှဲပေါ့ကြောက်တယ်ပြောရရင်အိုင်နာထီလမ်းလျှောက်ရတာမှဒူးတုံဒါပေမဲ့လေအိမ်နေမပြတ်ဖဲနဲ့ကဲကြည့်လိုက်တယ်ပေါ့ဟိုးလှလိုက်တာပေါ့ရှူကင်းရအောက်ရှူကင်းရပေါ့ကဲဒီဘက်ကိုရှောင်မယ်ပေါ့ကဲဒီမှာဦးလေးရတော့ဆက်တက်ပါတော့မယ်လို့ဒါအမျိုးသမီးတွေကလိုက်ပြီးတက်လို့မရတော့ဒီရင်ပြီးတော့ပဲလှမ်းရိုက်ထားတယ်တက်သွားတဲ့ဟာတွေတက်သွားတဲ့လူတွေကိုပေါ့ကဲဒါကတော့ကျမအပေါ်ကရင်ပြတဘာဝတရားတွေလှမ်းရိုက်ထားတာဟိုလှနေပဲဟိုဘက်အလေမြောင်းလေးမှာနေကြနေတယ်ဒီဘက်မှာနေရိတ်နေတယ်ကဲဒါကတော့မင်းကလေးဒီနားမှာပဲဒီဖျားမှာပဲနေရတာပေါ့ထိုင်နေရတာပေါ့ကဲဖုံနေလဲတက်လာတယ်အောက်ကရင်ပြဖုံနေတက်လာတယ်ကဲဟိုအပေါ်မှာလဲရောက်နေပြီးသားဖုံနေလဲရှိနေတယ်ပေါ့ဟိုမှာရောက်နေပြီးသားဖုံနေဒီနေရာကျမတို့မတရားတော့ဒီရင်ပဲလှမ်းဖူးရတယ်ပေါ့ကျမကတော့ကဲမဖျားဒုတိယအလင်းမှာဖျားလေးပေါ့ဒီဖျားပြီးတော့မှတစ်ဘက်ကဖျားပေါ့ကျမဗုဒ္ဓမြတ်စွာဘုရားပူဇေမိပူဇော်ပါရှင်ဖျားပေါ့ဓမ္မတရားမြောက်ပူဇေမိပူဇော်ပါရှင်ဖျားတန်ခါရမြောက်ပူဇေမိပူဇော်ပါရှင်ဖျားမာတာပိတုနဲ့မိဘလေးပါတို့ကိုပူဇေမိပူဇော်ပါရှင်ဖျားအာစရိယနဲ့ဆရာသခင်ကျေးဇူးရှင်ပေါင်းတို့ပူဇေမိပူဇော်ပါရှင်ဖျားဆိုပြီးတာရုလှုပ်လိုက်တယ်ပေါ့ကဲဒီမှာတဖုံနေနဲ့တူတူပြန်ဆင်းလာခဲ့ပါပြီတပြန်ဆင်းလာတာဗီဒီယိုလှမ်းရိုက်ထားလိုက်တာဝေးပဲတကယ်တော့လာလေးဒီကိုလာလေးလို့ဆိုပြီးတော့တာမီနဲ့ဓာတ်ပုံရိုက်ရှင်လို့တကိုခေါ်လိုက်တာဒီကိုလာဆိုဟိုမှာ
နောက်က200လားမသိဘူး200မဟုတ်တကယ်တော့1000တန်းလို့ပါတော့အဲ့တော့စင်ကောင်းဝင်လုံနေလို့မှမနေတာနေစင်ကောင်းလည်းမကောက်ပါနဲ့သားကြီးဆိုပြီးတော်ပြီအဲ့လေကဲဒီမှာသူ့တူဟွာပေါ့နော်ကျေးစီထူပြီးတော့ဟွာလောက်ခိုင်းတာအမျှဝေခိုင်းတာဟောတာရုဆိုတော့3ချက်ထူတယ်တုံးဆိုပြီးကဲဒါနောက်တစ်ခုပေါ့တောင်းကဲဒီမှာဖေးပြန်ဆင်းလာတာကိုကြည့်နေပါတယ်ဒါမင်းเนี่ยကျွန်တော်တနခါးနေမှာချင်းနှခါဖေးကြနဲ့အပြက်သားပေးများတယ်တစ်ချက်သားဆွဲပြနဲ့လာပါပြီဦးလေးလာပါပြီခင်ဗျာဦးလေးတက်တာအမေတက်တာအမေဦးလေးကတက်တာရောလို့နေတုံးခွာတီအမင်းကျွေးတာပေါ့အမင်းကျွေးတာတက်လို့ကျွေးတာပါအမင်းကတက်လို့ကိုမတကယ်ကိုစားကောင်းတယ်မကြုံမြုပ်တယ်ခွတ်တယ်တကယ်ကိုစားကောင်းတာကျွန်မတော်တော်စားခဲ့တယ်အသားတူကြောလေးတွေကျွတ်နာမယ်ဒီမှာအဲ့ဒါမိုက်တယ်နော်လာသမျှဧည့်သည်တွေကျွေးဖို့ဆိုပြီးလောင်းတယ်လောင်းထားတာတော့မလက်ဆက်နေတာပဲတခါတီတွေကော်ဖီတွေဘူးတီတွေအာလူတွေတော့ပဲမတန်းလို့တကယ်ကိုစားကောင်းတာကျွန်မကြိုက်မှကြိုက်ပဲအဲ့ဒါငပိချက်ပေါ့ငပိချက်ပဲပုံနေတာကိုချက်တယ်ငပိချက်ကျွန်မဘယ်နဲ့ပကံတော့မသိကျွန်မနောက်ဆုံးပဲစားတယ်မသားပါထားတယ်သားပါနေစားနေလေရဲ့ကဲဒါတော့ကျွန်တော်ပြန်ဆင်းလာပြီပြန်ဆင်းလည်းပဲကြောက်တွေနေပြီးမှကြောက်ဆရာကြီးပါပဲဒါပေမဲ့အဲ့လိုကာမွန်ကျွမ်းတဲ့လူတွေတော့ဒါကတော့ခက်ခဲမရှိဘူးပေါ့နော်ကဲဆင်းလိုက်တက်လိုက်နေပဲလေဖျားကိုရောက်ခဲ့ပါတယ်ဖျားရောက်တဲ့အမှတ်တရလေးပါကဲဒါတော့မိသားစုပုံတွေပေါ့